Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စီတမင်းလေးလှုပ်ရှားပါမယ်ပထမဆုံးကျွန်တော်တို့အသုံးပြုမဲ့ကောင်းကျင်ဆန်ကိုရေးသိချာရှင်းပါမယ်အခုပထမဆုံးထောင်းလာတဲ့ခြင်းရုပ်ကောင်စစ်တော်ဖြူကိုစီတက်ပြီးတော့ကောင်းကျင်ဆန်တွေကိုထည့်ပါမယ်ကျွန်တော်တို့ရေကိုလက်တိုင်းနဲ့တိုင်းလို့လက်တစ်ဆက်ဆိုရင်တော့ရပါပြီအခုလိုအနေထားရေလေးခံသွားပြီဆိုရင်ကျွန်တော်တို့စိတ်စစ်စစ်နဲ့ဟိုဘက်တစ်ဖက်ပြန်ပြီးတော့အချိန်ကြာလေးတည်ပေးရပါမယ်အခုလိုပုံစံတိုင်းပဲကျွန်တော်တို့တစ်ဖက်တစ်ဖက်ပြန်ဖို့အတွက်အချိန်10မိနစ်လောက်ယူပေးပါနေရအနက်မီထီရအောင်အခုလိုလေးအိုးလက်ပေးပါအိုးရဲ့ထောက်လေးမှာစီလေးတွေထွက်လာပြီဆိုရင်တော့ရပါပြီစီတမင်းနဲ့တွဲစားဖို့အတွက်ကျွန်တော်တို့ကြက်တော်စီချစ်လေးချက်ပါမယ်နောက်ပြီးပဇော်စိတ်အနှဲငယ်ကိုလည်းချို့ထားပါမယ်အခုဆိုရင်တော့အိမ်မှာပဲအလွယ်တကူလိုက်လှုပ်ရှားလို့ရတဲ့ကောင်းကျင်စီတမင်းလေးရပါပြီ။